ကောက်ကျစ်တယ်ဆိုတာပါစင်လဲတယ်ဆိုတာပါကောက်ကျစ်တယ်ဆိုတာသူကမယိုးဖြောင်ခြင်းတစ်မျိုးပဲသူ့ကိုကေရတိကပါဝေနာကောက်ကျစ်တယ်ဆိုတာမဟုတ်တာကိုအဟုတ်လုပ်တတ်တယ်ခုနကအပြစ်ကိုဖုံးတာအခုကကျတော့မဟုတ်တာကိုအဟုတ်လုပ်ပြောတယ်မရှိတာကိုရှိလုပ်တယ်ကိုမကောင်းတာကိုအကောင်းလုပ်တယ်ကိုမရှိတဲ့ခုံးတွေကိုထုတ်ဖော်ကြတယ်ကိုကပွဲမရဘဲနဲ့ပွဲရတယ်ဟုတ်တယ်အရေးချင်းမရှိဘဲနဲ့အရေးချင်းရှိတယ်တို့အဲ့ဒါလို့ခုနတုန်းကအပြစ်ကိုမာယာကအပြစ်ကိုဖုံးကွယ်တာတာထေယဆိုတာမရှိတာကိုရှိလုပ်တာသူတို့တစ်ခုဟာအဲ့တော့မရှိတာကိုရှိလုပ်တဲ့ဆိုကောက်ချစ်တဲ့သဘောကိုဆိုလို့တယ်ပေါ့အဲ့ဒါကောက်ချစ်တယ်မယိုးဖြောင်မှုပေါ့မရှိတဲ့တိုင်းနေပေါ့သူကမဲ့ပတ်စံမချမ်းသာပဲနဲ့ပတ်စံချမ်းသာတယ်လို့ထင်စေချင်တာနော်တထေးမဟုတ်ပဲနဲ့တထေးလို့ထင်စေချင်တာဟိတ်ဆောင်ဟန်ဆောင်လုပ်ပြီးတော့လူထဲမှာစကားတွေပဲရိုက်ကြတာလည်းရှိပါတယ်လေနော်ပတ်စံမရှိတဲ့တထေးအောင်ဆောင်တာတို့ပါတော့ဒါမျိုးတွေပေါ့ဟန်ဆောင်မှုတွေအလုံးကိုတထေးရလို့ခေါ်တယ်မာယာတထေးရဒီနှစ်ခုလုံးဟာအကောင်းဘက်ကိုဘယ်တော့မှမရောက်စေဘူးအဆိုးဘက်ကိုရောက်သွားစေတယ်အကျင့်လည်းပြည့်စေတယ်သိလို့ရှိရင်လည်းမကောင်းတဲ့ဘုံရောက်စေနိုင်တယ်ဒါမှမဟုတ်သူတို့စိတ်ရဲ့အညစ်အကြေးလို့ခေါ်တယ်အဲ့တော့ရိုးဖြောင်းမှုပဲကြိုးစားရမယ်ကိုမရှိတဲ့ကောင်နဲ့အရှိမလုံးနဲ့ကျိုးစစဲမဲ့နေရမယ်အဲ့ဒါထေရကင်းစင်ရအဲ့ဒါထေရကိုဥပမာပေးထားတာရှိတယ်ကောက်ချစ်တယ်ဆိုလို့တော့ကောက်ချစ်တယ်ဆိုတာသူကတပိုင်းမှန်တာနဲ့ကောက်ချစ်တာမျိုးရှိသေးတယ်သူကအကုန်လုံးတော့အဆိုးကြီးမဟုတ်ပဲနဲ့စာပေကျမ်းကနေမှသူ့ကောက်ချစ်ပုံကောက်ချစ်နေရဘယ်လိုတော့လို့ဆိုရင်အာယတနာပစ္စာဆိုတဲ့ငါအကြောင်းကိုရေးထားတာရှိတယ်နော်ဒီငါကဗမာလိုနာမည်တော့မရှိဘူးပါဠိလိုအာယတနာပစ္စာအာယတနာငါလို့ခေါ်တယ်အဲ့ဒီငါကခေါင်းကမွေခေါင်းအမီးကြတော့ငါမီးငွေခေါင်းနဲ့ငါမီးနော်ငွေနဲ့တူတဲ့ခေါင်းရှိပြီးတော့ငါးနဲ့တူတဲ့အမီးပါတဲ့ငါကိုအာယတနာမစ္ဆာလို့ခေါ်တယ်ဟောငါဆိုတယ်လေအများကြီးပဲလေဘမာရီတော့နာမည်ပေးစားတာငလူငလဲတို့ဘာတို့နော်ငါပုတ်တဲ့တို့ငချီတို့နာမည်တွေပေးထားတာပေါ့ဒီအာယတနာမစ္ဆာဆိုရင်ငါခေါင်းကြည့်လိုက်ရင်မွေလို့ထင်ရတယ်အမီးကြည့်လိုက်ရင်တော့ငါလို့ထင်ရတယ်တော့နှမျိုးထင်ရတယ်ငါအဲ့ဒီငါကဘယ်လိုကောက်ချစ်တုံးလို့ဆိုရင်ငါနဲ့တွေ့လို့ရှိရင်ခေါင်းဖွက်ထားပြီးတော့အမီးလေးရမ်းပြတယ်ငါလည်းမင်းတို့လိုငါပါပဲဆိုပြမွေတွေနဲ့တွေ့တဲ့အခါကျတော့အမီးကိုဖွက်ထားပြီးခေါင်းလေးထောင်ပြတယ်ငါလည်းမွေပဲဆိုပြီးတော့အဲ့တော့ကောက်ချစ်တယ်ဆိုတဲ့လူကအဲ့ဒီတိုင်းပဲတဲ့နော်အထင်ရောက်အောင်လုပ်ပြတယ်လို့ဆိုသူမွေမဟုတ်ဘဲနဲ့မွေလုပ်ပြတယ်ပညာမတတ်ဘဲနဲ့ပညာတတ်လို့လုပ်ပြတယ်ငါမဟုတ်ဘဲနဲ့ငါလုပ်ပြတယ်အဲ့ဒါကိုကောက်ချစ်တယ်လို့ခေါ်တယ်ဒါတာထေးရလို့ခေါ်တယ်အဲ့တော့မာယာနဲ့တာထေးရမယိုးသားမှုဒီနှစ်ခုကစိတ်ရဲ့အညစ်အကြေးပဲအဲ့ဒီစိတ်အညစ်အကြေးရှိလို့ရှိရင်အကျင့်တရားလည်းအကောင်းမဖြစ်ဘူးဘဝလည်းပဲကောင်းတဲ့ဘဝမရောက်နိုင်ဘူးအဆိုးပဲရောက်သွားမယ်။ဘာဖြစ်ဆိုရဒီလိုတစ်ခုစီဟောတာနော်။